ကဲဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့မျိုး slide ဘယ်လိုလုပ်ရမလဲဆိုတော့ပြောပြပေးအောင်မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြမအောင်ဆုံးကြတော့ကျွန်တော်တို့ Canva presentation slide တွေကိုဝင်လိုက်မယ်ပေါ့နော်ပြီးတော့ကျွန်တော်အခြေအပြထားသလိုလုံးဝဖြစ်တဲ့အကြောင်းကျွန်တော်တို့ပုံလေးလုပ်မယ်ဆိုတော့နောက် clone နဲ့ကိုသွားပြီးတော့ဆိုရင်ပုံလေးယူမယ်ကျွန်တော်ကတော့ဒီပုံလေးကိုရှာထားတယ်ပေါ့နော်ဒီလာအကြောင်းကိုကျွန်တော်လုပ်မယ်ဆိုပြီးတော့ဒီပုံလေးကလည်းကြည်ရဆိုတော့အဆင်ပြေတယ်လုပ်မယ်ပြီးတော့ဆိုရင်ဒါလေးကိုအပြည့်ချဲလိုက်မယ်ရပါတယ်ရောက်တဲ့ပထမဆုံးကျွန်တော်ဒီ element နဲ့သွားမယ်ပေါ့နော် element နဲ့မှာကျတော့သူတို့အသစ်ဖြစ်သွားရပေါ့ဒီအပေါ်မှာရှာလို့ရမယ်ပြီးတော့ဆိုရင် corner ကို generate image လုပ်လို့ရမယ်ပြီးတော့အောက်ကဟာလေးတွေကိုသူ category လေးနဲ့ဖွဲ့ပေးထားရပေါ့နော်ဒီမှာဆိုရင်တော့ပို့ပြီးတော့လွယ်ကူပါတယ်ဒီတိုင်းနှိပ်လိုက်ရုံနော်ပထမဆုံးကျွန်တော်လုံးမှာ element နဲ့ဝင်မယ် element နဲ့မှာကြိုက်တာယူလို့ရတယ်ပေါ့နော်ခဏလေးဒါမဟုတ်ဘူးအောက်ရှာအချိုင်မှာ simple image simple shape ပေါ့နော် simple shape ထဲမှာကြိုက်တဲ့ပုံယူလို့ရတယ်ကျွန်တော်တော့ဒီစစချင်းဆိုဒါလေးနဲ့ရင်လုပ်ပြရမယ်တော့ဒါလေးကိုယူပြီးရင်ချဲလိုက်မယ်ရပြီဆိုရင်အရင်ဆုံးကျွန်တော်စာရေးလိုက်တာပဲကောင်းမယ်ပြရမှာရဲ့စာရေးလိုက်မယ်ဒါအိမ်မဲ့ဆိုရင်ဒီအိမ်မဲ့ဆိုရင်နော် what is moon ဆိုပြီးကောင်းမယ်ကျွန်တော်တော့ what is ဆိုရေးလိုက်မယ် moon ကိုကြာတော့ဒီအောက်ကပုံလေးတဲ့ဖောက်သွားအောင်ရေးမှာပေါ့နော်ကျွန်တော် what ဆိုရေးမယ်ပြီးတော့ဆိုရင်သူအယောင်လေးပြောင်းမယ် effect ထဲမှာလည်းတွားလို့ရမှာ effect ထဲမှာတော့ကိုကြိုက်တဲ့ effect လုပ်လိုက်ပေါ့နော်ကျွန်တော်ကတော့ဒီဒါလေးကောင်းတာပဲပြီးတော့ဒါတော့တိတ်မကောင်းဘူးနော်ဒီကျွန်တော်တို့ဒါအဲ့ဒါလေးကိုတုံးလိုက်မယ်ပေါ့နော်ကျန်တာလေးစပယ်ပြည့်တယ်တော့ဒါလေးပဲယူမယ်ပြီးတော့ဆိုကျွန်တော်နောက်တစ်ခုလောက်ကမှာဒီ slide နောက်ထပ်တစ်လောက်လိုက်ပါဆိုတော့ဒီ slide လောက်လိုက်လုပ်ပြီးသွားရင်ပို့ပြီးတော့ချင်းတာပေါ့နော်ဆိုရင်ကိုယ်ထဲမှာဆိုရှုပ်တယ်သွားပြီးတော့ကျွန်တော်တို့ဒီရိုက်တဲ့နေရာမှာ flame letter ဆိုပြီးတော့ရိုက်လိုက်မယ်ပြီးသွားဆိုရင်အောက်ဆွဲချမယ်ပြီးသွားရင်ဒီ flame လေးတွေဝင်မယ်ပေါ့နော်အဲ့ထဲမှာဆိုကျွန်တော်ကမုန်းလို့ရေးမှဖြစ်တဲ့အတွက်ကြောင့် M1 မိုးဆိုတော့လိုက်ချမှာပေါ့နော်ဒီညနေတခြားဟာတွေကိုလည်းရေးလို့ရအောင်အဲ့မှာ quant ကိုရေးချင်တာကိုချလိုက်ပေါ့ကျွန်တော် example အနေနဲ့မုန်းကိုပြန်มาဖြစ်တဲ့အတွက်ကြောင့်ဒီမှာယူလိုက်မယ်ဟိုဒါလေးတွေကိုစီးလိုက်မယ်ပေါ့နော်ပြီးတော့ဒီမှာနောက်တစ်ခုကကြတော့ဒီလိုတိုင်မျိုးစီနေတဲ့အချိန်မှာဆိုအလဲရအဲ့လိုတိုင်မျိုး34ဆိုရပေါ့အဲ့ဒါကြတော့ဒီအဲ့နှစ်ခုနဲ့အကွာဝေးကိုပြောတာဖြစ်တယ်အဲ့ဒါလေးတွေကို34တူလေးထားတယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပို့ပြီးတော့လည်းကြည့်ရတာစင်ပြည့်ရဲ့ရပြီဆိုရင်အကောင်လုံး slash ဆွဲမယ်ပြီးရင်ဟို best light တွေကိုပို့လိုက်ပါတော့ပြင်တင်နေရာလေးမှာရေးမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာလေးမှာကိုထည့်ချင်တဲ့နေရာလေးမှာဒီ corner ကိုကြည့်ကြပြီးတော့လုပ်လိုက်မယ်ကဲဒီလောက်ဆိုရင်အဆင်ပြေတော့မပြေသေးဘူးဒါလေးကိုနည်းနည်းချဲလိုက်ကြည့်လိုက်မယ်ပေါ့နော်ရပြီဒီလောက်ဆိုရင်တော့အဆင်ပြေလောက်ပြီရပြီရပါပြီဆိုရင်ဒါလေးတွေကဒီလိုလေးပြီးသွားဆိုရင်နောက်တစ်ခုကျတော့ဒီလိုလေးလုပ်ပြီးသွားပြီဆိုရင်ဒီအနောက်က image ကြီးကို copy ယူရမယ်ပေါ့နော်အဲ့မှာဆို control နဲ့ C နဲ့ကိုနှိပ်လိုက် image ကိုထောက်ပြီးတော့ control နဲ့ C ကိုနှိပ်လိုက်ရပါနဲ့ control V နဲ့ပြန်ပြီးတော့ပို့ပြီးတော့ဒါဒီ flame လေးထဲကိုအဲ့ image ကိုထည့်လိုက်မယ်ရပြီသွားပြီဆိုရင်ဒီအဲ့နည်းနည်း share ပြီးတော့ဒီ flame ကိုနှစ်ချက်ထောက်လိုက် double click လုပ်လိုက်ပေါ့နော် double click လုပ်ပြီးသွားတဲ့ဒါကိုဒီ share လိုက်မယ်ဆိုလိုချင်တာကတော့အနောက်ပုံနဲ့ထပ်တူကြအောင်လုပ်ကြမှာပေါ့နော်အနောက်ပုံကပိုထည့်တာတော့ဆိုရင်ဟုတ်တယ်မဟုတ်အခုလုပ်တဲ့ထပ်တူကြအောင်လုပ်လိုက်အရင်တူစရာတော့မလိုပါဘူးဒါပေမဲ့အရင်မတူဘူးဆိုရင်တော့ကြည့်မကောင်းပို့ပြီးတော့မကောင်းဖြစ်သွားမယ်ပေါ့နော်ကျွန်တော်ကတော့အနောက်ပိုင်းကိုကြတော့ဒီအပြေးလောက်ထားတာဆိုတော့ပို့ပြီးတော့ထပ်တူကြအောင်လုပ်ဖို့ကတော်တော်လွယ်ကူတယ်ပေါ့နော်တင်တော့ကလည်းပဲလို့လုံးမဲ့ဆိုရင်နောက်ကအပြေးလုပ်ဖို့အကျဉ်းပြိုးရှင်ပါတယ်ဒီကျန်တဲ့စကားလုံးတွေကိုလည်းခုနအတိုင်းမှထပ်လုပ်လိုက်မယ်
ဆိုတော့ရပြီပေါ့နော်ရပြီဆိုရင်ဒီဒါလေးတွေကိုကြည့်ကောင်းလုပ်မယ်ဆိုရင်တော့အကြံပြုတာတော့ဒီနောက်ပိုင်းကိုနည်းနည်း transparent ဖြစ်သွားအောင်လုပ်မယ်ပေါ့နော်ပြီးတော့ဒါလေးကိုထောက်လိုက်မယ်ထောက်ပြီးရင်ဒီ transparency တွေသွားပြီးရင်အဲ့ဒါကိုကျတော့85လောက်တော့ထားလိုက်ပေါ့နော်ပို့ပြီးတော့ရောချင်တယ်ရတယ်အဲ့ဒါနည်းနည်းကြည့်ကောင်းပါပြီနောက်တစ်ခုကျတော့အနောက်ကိုနည်းနည်းလေးပို့ပြီးအရေးလေးကြားတယ်လို့လုပ်ချင်တယ်ပေါ့နော်အယောင်လေးကြားတယ်လုပ်ချင်တယ်ဆိုရင်ဒါကိုဒီဟွာလိုက်ပွားပြီးွားဆိုရင်ကိုလုံးချင်တဲ့နေရာကိုချိန်လိုက်ချိန်ပြီးွားရင် position မှာအနောက်ကိုကျွေလိုက်မယ်အဲဒီကဒီလိုပဲဒီမှာဒီတော်တော်လေးတော့မိန်လိုက်ပေါ့နော်15လောက်ထားလိုက်မယ်15လောက်ထားပြီးတော့ဒါကိုအမဲရောင်ပြောင်းလိုက်အဲ့ဒါအနောက်ကအရေးလေးလို့ပုံစံမျိုးလေးဖြစ်သွားပြီပေါ့နော်ဆိုတော့ဒီနေ့အဓိကအကြောင်းကတော့ဒီလောက်ပါပဲဒါပေမဲ့ဒီလိုတန်ဒါကိုအခြေခံပြီးတော့ဘယ်လိုတန်မျိုးလောက်အောင်လဲဆိုတော့ example လေးနည်းနည်းပြောပြပေးအောင်မယ်ပေါ့နော်ပြောရအောင်ဆိုတော့ဒါကိုအရင်ဆုံးကျွန်တော်ပွားလိုက်မယ်ပွားယူရဆိုရင်ဒီမွန်လေးကိုကျွန်တော်ထပ်ပြီးတော့ချားမှဖြစ်တဲ့ဆိုတော့ဒါကိုဒီနောက်ထပ် page တစ်ခုမှပဲထားလိုက်မယ် join တာကိုဖြတ်မယ်ဟိုနောက်ထပ်ဒီလိုမျိုးကဘယ်လိုလဲဆိုရင်ဒီ shape ဖက်သွားမယ် shape တွဲရရင်ပြောဒီ square လေးကိုယူမယ် square လေးကိုယူပြီးဝိုင်းဒါလေးကိုခြေလိုက်မယ်ပေါ့နော်ရပြီရပြီဒါလေးကိုခေါင်းတော့ကြိုက်တော့လုပ်လိုက်ဘယ်ဆိုရင်မုံလေးကိုပြန်ထည့်ရမယ်ရပြီကျွန်တော်ပထမဆုံးပြထားတဲ့အတိုင်းလေးပဲသူ့ကိုဓာတ်ပုံလေးကိုဒီ flame နဲ့ထည့်မယ်ပေါ့နော်ရပြီဆိုဒီ and ကိုလည်းဒီလိုလေးပဲလုပ်လိုက်မယ်ကဲရပါပြီပေါ့ဒီလိုတမျိုးမလုပ်ချင်ဆိုတော့နောက်ထပ်တနည်းလေးရှိသေးတယ်ပေါ့နောက်ထပ်တနည်းကြတော့ဒါလေးကိုနည်းနည်းလုပ်လိုက်မှရပြီနောက်ထပ်တနည်းကြတော့ဒီဒါလေးကိုပေးလိုက်လိထားလို့ရပြီကျွန်တော်နောက်ထပ်တစ်ခုထပ်လုပ်ပြရမယ်အဲ့မှာတင်တော့ကိုကြိုက်တဲ့နီကိုသုံးလို့ရမှာဒီကိုကြိုက်တဲ့ design နဲ့ကိုကတော့တစ်တည်တဲ့ထပ်လုပ်ချင်လုပ်လို့ရတယ်ဒီလိုမျိုးတီးဝါးကြီးဖြစ်တဲ့အတွက်ကြောင့်ကျန်တဲ့တခြားဟာတွေလုပ်ပွဲလို့ကိုဝါးကြီးပေါ့နော်ဒါနဲ့သက်ဆိုင်ပြီးတော့လုပ်တဲ့ဟာတွေကရပြီပြီးဝိုင်းဆိုရင်ဒါလေးကိုလှုပ်လိုက်မယ်မုံလေးကိုပြီးရင်ဒါလေးတွေကို chip နဲ့တို့လိုမျိုး right click နဲ့လှုပ်လိုက်မယ်ဆိုရင်အဲ့ဒါလေးကို select ဖြစ်သွားတယ်ပေါ့နော်ဒါကတော့ပထမဗီဒီယိုမှာလည်းပြောပြပေးထားပါတယ်ဟုတ်ရပြီဒါလေးကိုခုနလိုပုံစံမျိုးပဲထပ်လှုပ်လိုက်မယ်ရပါပြီပေါ့နော်ရပါဆိုရင်တို့တိုင်းမျိုးနောက်တဲ့ design တို့တိုင်းမျိုးလည်းလှုပ်လို့ရရပေါ့နော်ဟောဒါနဲ့ဒီမှာကိုကြိုက်တဲ့ရောင်လည်းရှိမှလည်းပြောရတယ်ဗောနော်ဒီကိုကြိုက်တဲ့ရောင်တွေပြောင်းလို့ရတယ်ဒီအောက်ကိုဆွဲချပြီးတော့လည်းဒီမှာဒီနှစ်ရောင်သွဲရတော့ဒါ pro မှရမှာဗောနော်အခုကျွန်တော်3သုံးတယ်ဆိုရင်မရဘူးဒီမှာဆိုတော့ကိုကြိုက်တဲ့လိုလေးလုပ်လို့ရတယ်ဗောနော်ကျွန်တော်တို့ဒီလားနဲ့လိုက်တာနောက်က background နဲ့လိုက်တာဆိုတော့ဒါလေးထားလိုက်မယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ